PUBG ရဲ့လက်ရှိ update 4.1 မှာပြောင်းလဲလာတဲ့အရာတွေကို brother တို့အနေနဲ့သတိထားမိကြလိမ့်မယ်လို့လည်းထင်ပါတယ်ဗျ။အဲ့ထဲကမှ setting ထဲမှာ low အမုံနုသစ်ဆောင်ဆိုတဲ့ setting အသစ်တစ်ခုပါလာတာကိုတွေ့ရပါတယ်။အားလုံးပဲမင်္ဂလာပါဗျ။ကျွန်တော်ကတော့လီယန်ပါ။ဒီနေ့ video လေးကတော့ new update မှာပါလာတဲ့ setting အသစ်ကို share လုပ်ပြီးသွားမှာပဲဖြစ်ပါတယ်ဗျ။ဒီ setting မှာဆိုရင် anti-veil နဲ့ disable နှစ်ခုရှိပြီး brother တို့က anti-veil မှာထားမယ်ဆိုရင်တနက်ပြစ်တဲ့အခါမှာကြီးက10တောက်15တောက်ဝန်းကျင်ရောက်ပြီးဆိုတာနဲ့အတန်ပြောင်းသွားမှာပဲဖြစ်ပါတယ်ဗျ။တကယ်လို့ brother အနေနဲ့ဒီလိုအတန်ပြောင်းတာကိုမကြိုက်ဘူးဆိုရင် setting ထဲဝင်ပြီးတော့လေ disable လုပ်ထားနိုင်ပါတယ်ဗျဒီလိုမျိုး disable လုပ်ထားတဲ့အခါမျိုးမှာကြည်နေလာလို့အတန်ပြောင်းတာလည်းမရှိတော့သလိုအတန်ပြောင်းတာကိုမကြိုက်တဲ့ brother တို့အတွက်လည်းပို့ပြီးတော့တင့်တော်ပါတယ်ဗျsetting ကိုဘာမှကြည့်လို့ရလဲဆိုရင်ပထမဆုံး setting ထဲကိုဝင်လိုက်ပါဗျပြီးရင် control ထဲကိုသွားပေးပါ advanced control ဆိုတာကိုနှိပ်ပေးပါဗျနှိပ်ပြီးတာနဲ့အပေါ်ကိုအနေငယ်ဆွတ်တင်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာ low အမို့ notice sound ဆိုတဲ့ setting ကိုတွေ့ပါလိမ့်မယ် elevate disable ကြိုက်တဲ့တရားနဲ့ကစားလို့ရပြီပဲဖြစ်ပါတယ်နောက်ပြီး brother တို့အနေနဲ့ PUBG ကောက်တွေကိုအယောင်းဝယ်လဲထဲလှုပ်ရှင်တာပဲဖြစ်ဖြစ် UC တိုင်းမို့ဝယ်ချင်တာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ဒီ Lian Game Shot Telegram channel မှာ live ပြုလုပ်လို့ရနေပြီပဲဖြစ်ပါတယ်ဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျွန်တော်အနေနဲ့ကျေးဇူးအထူးတင်ရှိပါတယ်ဗျကျွန်တော်ရဲ့ကောက်လေးကို follow မလုပ်ပေးရသေးတဲ့ brother တို့အနေနဲ့လည်း follow ပေးခဲ့ကြဖို့အတွက်ကျွန်တော်အနေနဲ့တောင်းဆိုပါရဗျ